အားလုံးပဲမင်္ဂလာပါဒီနေ့လို့အလွန်တရာတဲ့နေ့ပေါ့နော်ဒီလိုမျိုးနေ့ခင်းဒီလိုအလွန်တရာတဲ့ဖျားဖန်ဆင်းထားတဲ့ဒီလိုနေ့ခင်းမျိုးမှာပေါ့နော်ကျမတို့ပြန်လဲတစ်ဖန်ကျမတို့ဒီလိုနှုတ်ကပတ်တော်နဲ့ပြန်လဲဝင်ငါခွင့်ဆောင်တွေ့ခွင့်ရတဲ့အတွက်ကြောင့်မို့ရှိုးဆိုဘုရားရှင်ရဲ့ကျေးဇူးကိုချီးမွမ်းပါတယ်နောက်ပြီးတော့အချိန်ပေးတယ်ဆရာဘိုးကျောင်းလည်းသူပဲကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်ဒီနေ့ကျမအနေနဲ့ဘာမှမတက်တော်လဲပေါ့နော်ဒီလိုဘုရားခင်နှုတ်ကပတ်တော်ဒီလိုကိုခံစားမိတဲ့အရာကနေကိုခွန်အားရတဲ့အရာကနေပြန်လဲဒီလိုဝင်မြခွင့်ရတဲ့အတွက်ကြောင့်မို့ကျေးဇူးကိုချီးမွမ်းပါတယ်အားလုံးကိုလည်းအများကြီးကျေးဇူးတင်တယ်လို့ပြောချင်တယ်ပေါ့နော်ကျမဒီနေ့ပြင်ဆင်လာတဲ့အရာကတော့အဓိကကောင်းစဉ်ကတော့စိုးရိမ်မှုအောင်နိုင်ခြင်းဆိုမှကျွန်မပေးထားတာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ခါကျတော့ဒီစိုးရိမ်မှုအောင်နိုင်ခြင်းလို့ပြောတဲ့ခါမှာကျမတို့လူသားများဖြစ်တဲ့အတွက်ကြောင့်မဟုတ်ဘူးနော်။ကျမတို့ကဘာတစ်ခုအရာတစ်ခုခုကိစ္စတစ်ခုခုလုပ်မယ်ဆိုလို့ရှိရင်ကျမတို့ကဒီအရင်စိုးရိမ်တဲ့လူတွေပဲဖြစ်တယ်။ကြားကြမနဲ့ခံအတွက်မစိုးရိမ်နဲ့လို့ပြောထားပေမဲ့လည်းပေါ့နော်ကျမတို့ကအစိုးရိမ်နဲ့ပြောနေလို့စိုးရိမ်နေပဲနော်။အဲ့ခါကျတော့ကျမတို့ပြောချင်တာဒီစိုးရိမ်မှုဘလို့အောင်မြင်အောင်လုပ်မယ်ဆိုတာကိုပေါ့နော်အောင်မြင်တဲ့ဒီစိုးရိမ်မှုအောင်နိုင်ချက်ဒီဟာကိုအချက်သုံးချက်နေနဲ့ကျမတို့ဝင်လာတော့မှာဖြစ်ပါတယ်လို့ဒီရောက်ပြောတဲ့ခါမှာပေါ့ကျမနိုင်ငံတက်တိခက်ချင်းနဲ့ဗာလဲဆိုရှင်ရေပေါ့နော်ကျမဒီ2019မှာကျမမလေးရှားကိုရောက်ခဲ့တယ်ဒီခါမှာကျမပေါ့နော်ဒီခေါင်းကိုခေါင်းရမ်းကြိုက်တဲ့ခါမှာကျမဒီခေါင်းခွဲဖို့အတွက်ဖြစ်လာတဲ့အဲ့ခါမှာအားလုံးကလည်းတိမ်မယ်လို့ပဲအဲ့လိုပဲတွေးထားကြတယ်ပေါ့နော်ကျမတို့ပြစုခဲ့တဲ့အခု USA ရောက်သွားတယ်ကျမရဲ့အကိုလူကကျွန်မလာလို့မိသားစုပေါ့နော်သူတို့အားလုံးကျမကိုအရင်ပြစုခဲ့တာဖြစ်တယ်ဒါကြောင့်မို့သူမိသားစုပေါ်မှာလဲဒါခင်ကောင်းချီးပေးပါစေလို့ရှိဆိုပြောချင်ပါတယ်ကျမရဲ့အသက်တာအဖြစ်အနှဲငယ်ပေါ့နော်တက်တီခံရှားတဲ့ကျမဝင်ငါသွားချင်တာဖြစ်ပါတယ်လို့ရှင်းစွာအားဖြင့်ပေါ့နော်ဒီကျမအဲ့ခေါင်းခွဲတဲ့အခါမှာပေါ့နော်ကျမကိုကူညီခဲ့တဲ့လုံးဝမဖြစ်နိုင်တဲ့အချိန်မှာလက်ပလာဖြစ်နေတဲ့အချိန်မှာပေါ့နော်ကိုဗစ်လည်းဖြစ်နေတဲ့အချိန်အဲ့လိုမျိုးအချိန်မှာပေါ့နော်လော့ဒေါင်းတွေချထားတဲ့အချိန်မှာပဲကျမဒီခေါင်းကိုက်ချင်းဝင်အောင်ခံစားခဲ့တာဖြစ်တယ်အဲ့ဒီအချိန်မှာပဲကျမမိမျိုးသွားတဲ့အချိန်ဖြစ်တဲ့အခါမှာပေါ့နော်မကုမရတော့ဆေးရုံမပို့မရတော့အဲ့ချိန်မှာအတင်းတော်မလေးရှားမှာရှိတဲ့ MMC အတင်းတော်ကဆရာကြီးအတီတို့နဲ့နောက်ပြီးတော့အခုအော်စီမှာရောက်သွားတဲ့ဆရာအသေးလက်မသေးတို့နောက်ပြီးတော့ဆရာကျော်ချွားတို့ပေါ့နော်အများကြီးပေါ့နော် MNC မှာရှိတဲ့ဆရာသမားတွေအရောက်စီတိုင်းကိုလည်းပေါ့နော်ကျွန်မအတူပဲကျူးတင်တယ်နောက်ပြီးတော့အသင်းတို့တင်တာ MNC အသင်းတော်မှာရှိတဲ့အသင်းတို့တင်တာနဲ့တကွာကျွန်မရဲ့မိခင်အသင်းတော်ဖြစ်တဲ့ဒီမကုတ်ကပေါ့နော်ကျွန်မရဲ့အသင်းတော်မှာရှိတဲ့လူတွေအားလုံးအသင်းတို့တင်တာဆရာမအကုန်လုံးကပေါ့နော်ဆုတောင်းကူညီချာဖြစ်ကျွန်မဒီຢာကနေလွတ်မြောက်ခဲ့တာဖြစ်တယ်ဒီအားလုံးရဲ့ဆုတောင်းချာဖြစ်ပေါ့နော်လွတ်မြောက်ခဲ့တာဖြစ်တယ်ဒါကြောင့်ကျွန်မအခုပြောချင်တာပါလဲဆိုတော့ဒီစိုးရိမ်မှုအောင်နိုင်ခြင်းဆိုတော့ပထမအချက်အနေနဲ့ကျွန်မဘာပြောချင်လဲဆိုရှင်ဖိလိပ္ပိခန်းကြီး4ငယ်6အမှကျွန်မပေါ့နော်ဒီဆုတောင်းချာဖြစ်ဒီစိုးရိမ်မှုအောင်နိုင်ခြင်းပေါ့နော်ဒီအောင်ပြောချင်တယ်ဒီချက်ချက်ကိုကျွန်မဖတ်ချင်ပါတယ်အဘယ်အမှုမြတ်စိုးရိမ်ခြင်းမရှိပဲအရာရာ၌ကျေးဇူးတော်ချီးမွမ်းခြင်းနဲ့တကွဆုတောင်းပတနာပြုတော်အားဖြင့်တင်တို့တောင်းပန်လို့တော့အရာများတို့ကိုဖျားခင်၌ကြားပြောကြလောဆိုမှပြောထားတယ်ပေါ့နော်အဲ့ခါကျတော့ဒီရဲ့ပြောချင်တာဒီအဲ့ခွဲစိတ်မှုလုပ်တဲ့ခါမှာပေါ့နော်ကျွန်မခွဲစိတ်မှုလုပ်တဲ့ခါမှာပေါ့ဒီပတ်စံတွေရောလိုအပ်တယ်အဲ့ခါမှာစိုးရင်ရတယ်ပေါ့နော်ဒီရောက်ခွဲစိတ်နိုင်ဖို့ရန်အတွက်လဲဒီဘယ်လိုမျိုးပတ်စံရှိမှအဆင်ပြေမယ်အဲ့ခါကျတော့ဒီရအတွက်ကျွန်မတို့စိုးရင်စရာဖြစ်တယ်မလာတို့ရောအကုန်လုံးကစိုးရင်ခဲ့ကြတယ်ပေါ့နော်အဲ့ခါကျတော့ဒါပေမဲ့သူတို့အကုန်လုံးရဲ့ယုံကြည်ခြင်းအဖြစ်ဆုတောင်းတဲ့အခါမှာဘုရားကလမ်းပြခဲ့တယ်ဘုရားကလမ်းပြပို့ဆောင်ပြီးမှပေါ့နော်ဒီဆရာတီတို့အပြင်ပေါ့နော်ဒီတခြားအသင်းတော်မှာရှိတဲ့ဒီ USA တို့ Aussie မှာရှိတဲ့အသင်းတော်တွေမှာဖြန့်ပြီးမှပေါ့နော်ကျွန်မရဲ့ဒီဝေဒနာကိုပူဖို့ရန်အတွက်တောင်းခံတဲ့အခါမှာအားလုံးရဲ့ကူညီမှုကြောင့်မို့ပေါ့နော်အားလုံးရဲ့တကယ်ချင်းနဲ့မိတ်ဆွေအကုန်လုံးအသင်းသူတွေကူညီချအပြင်ပေါ့နော်ကျွန်မဒီရောက်ကောင်းတဲ့နဲ့ဖိတ်ခွင့်ရခဲ့တယ်အဓိကအဖြစ်ပြောချင်တာပါလဲဆိုရင်ဒီခုနဖိလိပ္ပိခန်းကြီး4ငယ်6မှာပြောထားလို့ပဲဆုတောင်းချအပြင်ပေါ့နော်သင်တို့လိုတဲ့ຢာတွေကိုဘုရားကပေးမယ်လို့ပြောထားတယ်အဲ့လိုပဲပေါ့နော်ကျွန်တော်တို့ဒီဆုတောင်းချဖြစ်ပြီးရအောင်မြင်ခဲ့တယ်ဆိုတဲ့ຢာကိုကျွန်မတက်ဒီခံရင်းနဲ့ပေါ့နော်ပြောချင်တာဖြစ်တယ်ဒုတိယချက်အနေနဲ့ကတော့ဗာလဲဆိုရှင်မာကုခန်းကြီး7ငယ်24မှာပေါ်ပြထားတယ်ထို့ကြောင့်ငါဆိုဒီကသင်တို့ဒီဆုကျေးဇူးတော်များကိုရမည်ဟုယုံကြည်သောစိတ်နဲ့ဆုတောင်းသမျှတို့ကိုရကြမည်ဆိုမှပြောထားတယ်ပေါ့နော်ဒီနေရာမှာကြည့်တဲ့အခါမှာဒုတိယချက်အနေနဲ့ယုံကြည်ခြင်းအဖြစ်
ဒီစိုးရိမ်မှုကိုပေါ့နော်ကျမတို့ဘယ်လိုအောင်နိုင်မလဲဆိုတဲ့အရာကိုဒီကျမတို့ရဲ့ယုံကြည်ခြင်းအဖြစ်ဒီစိုးရိမ်ခြင်းကိုအောင်နိုင်တယ်ဆိုတဲ့အရာကိုကျမတို့သိမြင်ရတာဖြစ်တယ်ပေါ့နော်ဒီနေရာမှာ OT မှာကြည့်မယ်ဆိုရင်တမန်ဟောင်းမှာကျမတို့ကြည့်မယ်ဆိုလို့ရှိရင်တာရကမျိုးစုံရှိပါတယ်ကျမတို့ဘိုးဘေးတွေအကောင်လုံးရဲ့အသက်တာတွေမှာဆိုလို့ရှိရင်ဒီယုံကြည်ခြင်းအဖြစ်ရှောက်လန်းခဲ့တာတွေပဲကျမတို့တွေ့ရတယ်ပေါ့နော်ဒီတဲကနေအပေါ်လင်းဆုံးပြောရမယ်ဆိုလို့ရှိရင်မောရှိပေါ့နော်မောရှိရဲ့အသက်တာမှာကြည့်မယ်ဆိုလို့ရှိရင်လေသူ့ရဲ့တက်တာသူဟာစကားလည်းချစ်တဲ့လူဖြစ်တယ်ဒီအစ္စရေးလူမျိုးတွေကိုကြီးကဲထုတ်ဖို့ရတဲ့သူအနေနဲ့မတက်နိုင်ဘူးဒါပေမဲ့သူဘုရားကိုပဲပုံအပ်ခဲ့တယ်ပေါ့နော်ပုံအပ်ခဲ့ပြီးမှသူယုံကြည်ခြင်းအဖြစ်ပေါ့နော်ဒီအရာကိုအောင်မြင်ခဲ့တယ်ဆိုတဲ့အရာကိုပြောချင်တာဖြစ်ပါတယ်ပေါ့နော်ဒီအရာကိုပြောမယ်ဆိုလို့ရှိရင်အခုပေါ့နော်ကျမဒီနေရာမှာအခုဒီလိုအလုံးနဲ့နှုတ်ကပတ်တော်ဝင်မြနိုင်တဲ့အရာဟာဆိုရှင်လဲဒါဘုရားခင်ရဲ့ကျေးဇူးတော်တက်ကြောင်းတာဖြစ်တယ်ကျမအခုကရုံးသုံးလိုက်ကြည့်ပါလားကျမလူတွေအားလုံးအံ့ဩသွားလိုက်ဘာလို့လဲဆိုတော့ကျမကောင်းတစ်ချမ်းကပဲ့နေတာဖြစ်တယ်ဒီကောင်းခွန်ကတစ်ချမ်းပဲ့နေတာဖြစ်တယ်ဒါပေမဲ့ဘုရားခင်ကျေးဇူးတော်ကြောင့်ကျမစပင်းနေလဲဒီလိုပေါက်ပြီးမှကျမအခုအကောင့်ပကတိအတိုင်းပဲကျမအသက်ရှင်နိုင်ခဲ့တယ်ဒီရာလုံးဆောင်ကအားလုံးရဲ့ယုံကြည်ခြင်းအဖြစ်ပေါ့နော်နောက်ပြီးတော့ကျမရဲ့နိခင်ပေါ့နော်ကျမနိခင်ကကျမအတွက်ယုံကြည်ခြင်းနဲ့ဒီကျမ်းစာကြောင့်ကျမကိုပြန်ပို့ခဲ့တာဖြစ်တယ်ပြန်လဲလာခွင့်ပေးခဲ့တယ်ကိုမှရှိတဲ့ပြဿနာတွေအကောင်လုံးကိုမှရှိတဲ့ယောဂတွေအကောင်လုံးကိုပေါ့နော်ဘုရားခင်ကိုကိုယ့်ရဲ့ယုံကြည်ခြင်းအဖြစ်အနံလိုက်ပါဆိုမှအမေကအားပေးခဲ့တယ်အဲကြောင့်ကျမဒီကျမ်းစာကြောင့်ပြန်လဲရရှိခဲ့တာဖြစ်တယ်အခုဆိုတစ်နှစ်တော့မှပြီးခဲ့ပြီပေါ့နော်ဒီရာဟာယုံကြည်ခြင်းအဖြစ်ဒီရာကိုကျမတို့မကြော်လွှားနိုင်ပေမဲ့ဒီစိုးရိမ်မှုတွေငါဘယ်လိုလုပ်ကြော်လွှားနိုင်မလဲဆိုတဲ့အရာကိုပေါ့နော်ကျမတို့ဒီယုံကြည်ခြင်းအဖြစ်အနံပြီးမှရှောက်လန်းတဲ့အခါမှာဘုရားခင်ကတကယ်ပဲတာဝန်ယူသွားတယ်ဆိုတဲ့အရာကိုပြောချင်တာဖြစ်ပါတယ်ပေါ့နော်အခုဆိုတစ်နှစ်တော့ပြီးခဲ့ပြီပေါ့နော်အခုအဲကြောင့်ပြောချင်တာအခုတတိယချက်အနေနဲ့ဒီစိုးရိမ်ခြင်းကိုပေါ့နော်ကျမတို့ဘယ်လိုအောင်နိုင်မလဲဘယ်လိုဖြစ်ကြုံမလဲဒီစိုးရိမ်မှုအောင်နိုင်ဖို့ရတဲ့ကြီးတဲ့အခါမှာပေါ့နော်မတ်တေခန်းကြီး6နဲ့33ပေါ့နော်ဟယ်လိုပါတယ်ဘုရားခင်နိုင်ငံတော်ဥစွာရှာခြင်းအပြင်တဲ့ဘုရားခင်ရဲ့နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကိုရှေးဥစွာရှာကြလောနောက်မှထိုအရာများကိုထပ်၍ပေးတော်မူမည်တဲ့ဒီနေရာမှာကြည့်တဲ့အခါမှာပေါ့လေတတိယချက်အနေနဲ့ကတော့ဘုရားခင်ရဲ့နိုင်ငံတော်ကိုရှေးဥစွာရှာပါလို့ပြောချင်တာဖြစ်တယ်ဒီຢာကကျမတို့ဒီ OT မှာကြည့်မယ်ဆိုလို့ရှိရင်လည်းပေါ့နော်ကျမတို့ရဲ့ဒီဘိုးဘေးတွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းယောသကိုကြည့်မယ်ယောသရဲ့အသက်တာကိုကြည့်မယ်ယောသရဲ့အသက်တာကိုကြည့်တဲ့အခါမှာဆိုလို့ရှိရင်သူဟာထောင်ကျတယ်ပေါ့နော်ဒီအမျိုးစုံသူဒုက္ခတွေခံခဲ့ရတယ်ဒါပေမဲ့သူအဲ့လိုခံခဲ့ရတဲ့နေသူဘယ်လိုပြောမလဲသူရဲ့ယုံကြည်ခြင်းဘုရားခင်ကိုယုံကြည်တဲ့အရာမှာသူဟာမရိုင်မလဲပဲနဲ့သူတွားခဲ့တဲ့အတွက်ကြောင့်မို့ပေါ့နော်သူဒီအရာကိုအောင်နိုင်ခဲ့တယ်နောက်ဆုံးမှသူဘယ်လိုဖြစ်သွားတယ်ဝန်ကြီးချုပ်ရာထိုးရတည်တာမကသူရဲ့သဆွေတစ်မျိုးလုံးကိုကဲတင်တော့အရှင်ပေါ့နော်ကဲတင်တော့သူတယောက်ဖြစ်လာခဲ့တယ်ဆိုတဲ့အရာကိုကျွန်တော်မြင်တွေ့ရတယ်ပေါ့ပြောရမယ်ဆိုလို့ရှိရင်ဒီအရာအဖြစ်ကျွန်တော်တို့ကဒီကျမတို့စိုးရိမ်တဲ့အရာလူအနေနဲ့မဖြစ်နိုင်ဘူးလို့ထင်တဲ့အရာကိုလည်းဘုရားတာဝန်ယူသွားမယ်ဆိုလို့ရှိရင်မဖြစ်နိုင်ဆိုတဲ့အရာတစ်ခုမှမရှိဘူးဆိုတဲ့အရာကိုပြောချင်တာဖြစ်ပါတယ်ပေါ့နော်နောက်ပြီးတော့တာရကအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ရှောလမုန်မင်းကြီးကိုကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်သူ့ဘုရားခင်ကတောင်းလျှောက်ခိုင်းတယ်တောင်းလျှောက်ခိုင်းရင်ပေမဲ့သူကဒီအရာတွေကိုဒီစီစဉ်ဥစ္စာတွေကိုသူမတောင်းဘဲနဲ့သူကဉာဏ်ပညာကိုပဲသူတောင်းခဲ့တယ်ဘုရားခင်ရဲ့အလိုတော်သူရှေးဥစွာရှာခဲ့တဲ့အတွက်ကြောင့်မို့ပေါ့နော်နောက်ဆုံးမှသူ့ဘုရားခင်ကအကုန်လုံးကိုသူ့ရဲ့နောက်ထပ်ပြီးမှပေါ့နော်ထက်လောင်းပြီးမှသူ့ဒီစီစဉ်ချမ်းတာတွေဒါမှကသူ့အရာရာပေးခဲ့တယ်ဆိုတဲ့အရာကိုကျမတို့တွေ့မြင်ရတယ်ပေါ့နော်ဒါကြောင့်မို့ဒီကျမခွာပေးချင်တာတော့ပေါ့နော်ကျမဒီအရာကျမတို့လူသားအနေနဲ့စိုးရိမ်တဲ့အရာမှန်တမျှကိုလည်းဘုရားခင်ဟာဆိုရှင်တတ်နိုင်တဲ့ဒီအရာကိုအောင်နိုင်ဖို့ရန်အတွက်ကျမတို့ဒီနေ့ဘယ်လိုပြောမလဲဒီတူတုတ်လေးနဲ့ပေါ့နော်ဒီကျန်ချအဖြစ်ကျမရဲ့တက်တာနဲ့လည်းတတိခိုင်ရင်းနဲ့အဖြစ်ဒီစိုးရိမ်မှုတွေကိုအောင်နိုင်ဖို့ရတဲ့အချက်၃ချက်အနေနဲ့ကျမပြောသွားတာဖြစ်ပါတယ်ပထမချက်အနေနဲ့ကတော့ကျမတို့ပေါ့နော်ဆုတောင်းချဖြစ်ပေါ့နော်ပထမချက်နဲ့ဒီအရာတွေကိုကျမအောင်နိုင်ဖို့ကျမတို့အောင်နိုင်ဖို့ရတဲ့ဆုတောင်းချဖြစ်သွားရမယ်နောက်တစ်ခုကတော့ယုံကြည်ခြင်းဖြစ်သွားရမယ်နောက်ဆုံးတစ်ခုကတော့ကျမတို့ဘာပဲလှုပ်ပဲရမှာမဆိုဘုရားခင်ကိုအနံ့ချဖြစ်ပေါ့နော်ဒီအရာရာမှာဒီဘုရားခင်ရဲ့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းကိုရှေးဥစွာရှာပြီးမှကျမတို့ဘုရားခင်ရဲ့ကိုအနံ့ပြီးမှသွားဖို့ရတဲ့ပေါ့နော်အဲ့ခါမှာအဆုံးမှာကျမတို့ဘယ်လိုစိုးရိမ်မှုမျိုးမဆိုကျမတို့အောင်မြင်နိုင်မှာဖြစ်တယ်ဆိုတဲ့အရာအချင်းပေါ့နော်ကျမဒီနေ့ခွာပေးတော့တာဖြစ်ပါတယ်လို့အားလုံးပေါ်ဖျားရှင်ကောင်းချီးပေးပါစေ။